လူသမိုင်းမှာမနုဿတဘာလောတုံလဘောလို့လူကုန်ကြီးနဲ့လူတံမှုကိုအဦးဆုံးမိမောင်းထုတ်ပြခဲ့တဲ့သူဟာဗုဒ္ဓမြတ်စွာဘုရားပါကမ္ဘာမှာလူတွေဖန်တီးတဲ့ယုံမှန်ညီညွတ်မှုမိုက်တွင်းတဲ့မှုရက်စက်ကြမ်းကြုတ်မှုတွေဟာယခုထက်တိုင်ဖြစ်ပေါ်လာတဲ့ပင်ကလာတွေပါအဲ့ဒီတိမ်ညိုတိမ်မဲတွေကင်းစင်လို့နေအောင်ကြီးတွေဝင်းပါလာတဲ့အခါဒီစင်ပြလဲနေတဲ့ကောင်းကင်ပြာကြီးကိုသာမြင်တွေ့နေရမှာဖြစ်ပါတယ်လူသားဟာကမ္ဘာမှာချစ်စရာနဲ့ကြောက်စရာအကောင်းဆုံးသက်ရှိပါပါဠိစာပေမှာတော့မနုဿတဘာဝတုံလဘောလူကြီးချင်းရဲ့အတိတ်ပဲကိုအကောင်အဆိုးအကျိုးအပြစ်ကိုသိတတ်သူရဲတော်တတိနဲ့ရဲတော်တတိတို့ကြောင့်အမျက်ပြန်ပြောကြီးကျယ်သောစိတ်တော်ရှိသူလို့ဖွင့်ဆိုပြပါတယ်ဒါဟာလူသားရဲ့တဘာဝအစစ်မှန်ပါဒီလိုချက်တရေမင်္ဂလာပေါင်းတဲ့ခံကြောင်းနဲ့မြင့်မြတ်မှုတဘာဝဟာလူသားနှလုံးသားမှာလူရုပ်ဗီဇအနေနဲ့တင်းဖို့တရှိနေနေဖြစ်ပါတယ်တခါတည်းလူရဲ့အဲ့ဒီကောင်းမြတ်ခြင်းသဘောဟာဒီကဲပြဘုံဖြစ်ချင်ဖြစ်နေနိုင်ပေမဲ့လုံးဝအုပ်တုပ်ချုပ်ငင်းကွယ်ပြောက်သွားခြင်းကတော့မဖြစ်နိုင်ပါဘူးဖြစ်လေဖြစ်တာလည်းမရှိပါဘူးဘယ်တော့ပဲမကောင်းမှုဒုစရိုက်ပြမှုတွေဖုံးနေပါစေအတိအလိမ္မာဉာဏ်ပညာကလေးဟူးကနေတစ်ချက်လောက်တိုက်ခတ်လိုက်တာနဲ့အဲ့ဒီကောင်းမြတ်ခြင်းသဘောဟာဟုံးကနေမိဘကြီးတဘုံလုံးထတောက်ပြီးအားကောင်းလာတတ်ပါတယ်အဲ့ဒါလောကမှာထာဝရဆိုးနေတဲ့သူမိုက်နေတဲ့သူရုပ်နေတဲ့သူဆိုတာမရှိပါဘူးအဆိုးကိုမပယ်ရှားနိုင်သေးတော့သူမကောင်းလာသေးသူလို့သာရှိနိုင်ပါတယ်ဒီလိုသိခွင့်သိလိုက်ရတာဟာသိုးသွမ်းနေသူတို့ပေါ်နားလည်ခွင့်လွှတ်နိုင်အားနဲ့လောကအပေါ်ထားရှိတဲ့မိမိတို့ရဲ့ဗြဟ္မစိုးတရားကိုပုံမူကြီးထွားလာစေပါတယ်။တရဝါရီအပေါ်မှာကံကြမ္မာကလှည့်စားတတ်တယ်လို့လောကရန်ရဲ့ပုဂ္ဂအားကလည်းပြည့်ထန်တတ်ပါတယ်။ကံကြမ္မာရဲ့အလှည့်အပြောင်းလောကရန်ရဲ့အထုအထောင်းအောင်မှာလူနှလုံးသားဟာကောင်းရမှအဆိုးရမှလည်းဘုံတော်တတ်ပါတယ်။အဲ့ဒီအကြောင်းဓမ္မအပုံကြီးလေးတစ်ပုဒ်ပြောပြခြင်းပါလေ။အိုးရှိတုံးမှာကံကြီးလို့အမည်တင်တော့ယာကြီးတရားရှိတဲ့။အဲ့ဒီရွာရဲ့ကျောင်းတိုင်းဆရာတော်ကြီးဟာအဘိယလို့ဘွဲ့အမည်ရှိပါတယ်။ဆရာတော်ကြီးဟာရွာကျောင်းမှာပိဋကတ်သုံးပုံကုံစင်အောင်ပရိယတ္တိစာပေတွေသင်ယူပြီးတဲ့အခါမှာအဲ့ဒီရွာရဲ့မနီမဝေတောအုပ်ကလေးထဲမှာတပါးတဲ့တောရဆောက်တည်ပြီးနေတယ်။ကံကြီးဘကတရားထပ်တန်လာတဲ့တရားတယောက်ဟာဆရာတော်ကြီးအဖေကိုတောရအကြောင်းတစ်ကြောင်းဆောက်လုပ်လူတန်းပြီးပစ္စည်းတရကအဖြစ်12နှစ်တိုင်တိုင်လူသိမျက်နှိုးစွာပြုစုလုပ်ကျွေးနေတဲ့အဲ့ဒီကျောင်းတကားဟာဝါစုတရင်ကျုပ်ကထင်ကာလတွေမှာဆရာတော်ကြီးကိုသင်္ကန်းချုပ်ရန်အတွက်အထေဆပိတ်အုပ်ဝေကိုနှစ်စဉ်မပြတ်မကွက်လှူဒန်းခဲ့ပါတယ်ဆရာတော်ကြီးကဝဏီတော်နဲ့လျော်ကြီးအောင်ပိဿတွေကိုကိုယ်တိုင်ဖြတ်ချုပ်ဆေးဆိုးပြီးသင်္ကန်းအဖြစ်ဝိညုံတာဟုတ်ဒါပေမဲ့ဆရာတော်ကြီးဝိယုံတဲ့သင်္ကန်းတွေဟာအမြဲတမ်းဟောင်းနှဆုပ်ပြတ်နေတာကိုပဲကျောင်းတကာကဖူးတွေ့ရတဲ့အကြောင်းကတော့တရကာရီလူတန်းတဲ့ပစ္စည်းဝါဝါကိုကျောင်းတကာနဲ့အိန္ဒိနာချင်းဖြစ်တဲ့ဥဟံပါဆိုတဲ့တခုတယောက်ဟာတောရအကြောင်းကနေအမြဲခိုးယူနေလို့ပါပဲဒီနေ့တော့တကားဟာငါဟာအရှင်ဘုရားကိုတင်ရန်လေးရအထေဆပိတ်အုပ်တွေနှစ်တိုင်းမပြတ်လှူဒန်းနေတာပါဒါပေမဲ့အဲ့ဒီပိတ်အုပ်တွေအစ်စ်တွေကိုအရှင်ဘုရားသင်္ကန်းချုပ်ဝတ်တာမိန့်ထားတာအခြားရဟန်းတွေကိုပိတ်ကလှူဒန်းတာလည်းတခါမှလည်းမမြင်ဘူးဒီလိုဖြစ်ရတာအကြောင်းတူရှိကိုရှိရမယ်လို့တွေးမိကဒီနေ့တော့အဲ့ဒီအကြောင်းစုံစမ်းအောင်ပါပဲဆိုပြီးညနေမိုးချုပ်နေဝင်တဲ့အခါအားတစ်ချောင်းလက်ဆွဲပြီးကျောင်းအဒီလန်ခကြီးမှာကင်းပုံးဝိတ်ပြီးစောင့်နေတဲ့အဲ့ဒီအခါအခုဥဟံပါလည်းမနက်ခင်းကတကားတွေကျောင်းတော်မှာအလှလုပ်လို့တရုတ်တွေရှိတာကိုသိတာနဲ့အဲ့ဒါတွေခိုးယူဖို့အတွက်အိမ်မတိတ်တဆိတ်ကျောင်းမတက်ပြီးတရုတ်တွေအကုန်ထုတ်ယူကဟန်မပြတ်ထွက်လာခဲ့တယ်အဲ့ဒီလိုကျောင်းကတရုတ်တွေခိုးလာတဲ့ဥဟံပါကိုလက်ငါဆောင်ဖမ်းတဲ့ကျောင်းတကာကခိုးထုတ်ခိုးတဲ့နဲ့လက်ပူးလက်ကျမိတာမို့ကျောင်းပစ္စည်းမှန်ကားပစ္စည်းခိုးရကောင်းလားဆိုတဲ့ဒေါသနဲ့တခုဥဟံပါကိုမြင့်ညောအောင်ခြေလက်နဲ့ကန်ကြောက်ဖို့ခက်တဲ့မြေပေါ်မှာမိလဲနေတဲ့ဥဟံပါကိုကျောင်းတကာကဒီတခိုးတော့မှတ်လောက်သားလောက်အောင်ဆုံးမအောင်ပါပဲဆိုပြီးသူတေကောက်ပြည့်ရပုပ္ပံကိုထမ်းယူသွားပြီးအကောင်မပြတ်သေးတဲ့လူသေးအလောင်းတစ်ခုနဲ့ကြောချင်းကလေးရဲ့လက်ချင်းချိတ်ထားပြီးဥကောင်းကနေခြေပြားအထိကျိုးတွေနဲ့ချီနှောင်ပြီးတော့ထားခဲ့တယ်ပြီးမှအလံအတိုင်းအလင်းမြန်ပြန်လာခဲ့ပြီးရွာလေကရွာလူထုကိုစုဝေးစေကကြောက်ရသားတို့ခုငါတို့မဲ့စကားကိုသိချနားဆုံးကြကုန်ဘုရားငါတို့ရွာတွေကိုလူတွေအလောင်းတစ်ခုပူထားတဲ့ဘလူးတစ်ကောင်
ဝင်လာမဲဆိုတဲ့တည်င်းစကားငါကြားရတယ်ဒီတော့ရာသူရသားအားလုံးဟာကိုယ့်အိမ်တကားတွေကိုလုံခြုံအောင်ပိတ်ထားပြီးတိတ်နေကြရမယ်တကယ်လို့ဘလူးကငါဟာဘယ်သူပဲဝါပါလို့စကားပြောပြီးဝင်ခွင့်တောင်းရင်တော့မှဘူးမှတကားမဖွင့်ကြနဲ့အဲ့ဒီလိုပြောလိုက်တယ်ရာသူရသားအားလုံးလည်းထိတ်လန့်ကြောက်ရွံ့ပြီးအားလုံးပုံအောင်နေကြတယ်ညတကောင်ရံလောက်ရောက်တဲ့အခါမှာတော့တုတ်တန်မှာမိမျောနေတဲ့တခုဥဟန်ပါဟာတတိယလာပြီးတွဲချိထားတဲ့အလောင်းကောင်ကိုဘလို့မှချွတ်မရတဲ့အခါအဲ့ဒီအလောင်းကောင်ကြီးကိုထမ်းပိုးပြီးရွာအတွင်းသို့ဝင်ခဲ့တဲ့ရွာသူရွာသားတွေဟာသူတို့ရွာတဲ့တကယ်ဘလို့ဝင်လာပြီးလို့ထင်ကြီးကြောက်ရွံ့နေကြတယ်တခုဥဟန်ပါဟာသူ့မိမရဲ့နေအိမ်ကစားပြီးအမေအဖေဆွေမျိုးမိတ်ဆွေအားလုံးရဲ့အိမ်တွေအားလုံးကိုလိုက်ပြီးတကားဖွင့်ပေးဖို့တောင်းပန်ပြောဆိုပေမဲ့ဘလူးလို့ထင်ပြီးဘသူမှတကားမဖွင့်ပေးကြဘူးတဲ့ကွယ်နောက်ဆုံးကဲသူမဲ့နေတဲ့ဥဟန်ပါဘုရားကျောင်းဆရာတော်ကြီးကိုတတိယပြီးကျောင်းကိုသွားတာဆရာတော်ဗျာတပည့်တော်ဒုက္ခကြီးသွားရောက်လာပါတယ်ကေတော်မူပါဗျာတပည့်တော်အဖြစ်ကိုလာကြည့်ပါဦးဗျာလို့လျှောက်ထားလိုက်တယ်အဲ့ဒီအခါဆရာတော်ကြီးဟာတခုဥဟန်ပါရဲ့အဖြစ်ကိုမိအိမ်ရဲ့အလင်းအောက်မှာမြင်ရလို့အင်မတန်တနာကျင်တာတဲ့အလောင်းကောင်ကိုဖြစ်ရေတွင်းနဲ့ရေချိုးစီပြီးခန္ဓာပေါ်ကဒဏ်ရာတွေကိုမုံငင်းစီနဲ့လိမ့်တုပ်ပြီးကိုယ်တော်တိုင်နှိမ့်နေပြီးတော်မူတယ်မနဲ့မုံလေးချင်းကမှာကျောင်းတကာဟာညကတကူဟာအဘေရညာပွားနေတယ်လေလို့စုံစမ်းရှာဖွေရင်းတော့ရကျောင်းဆရာတော်ထံဝင်ရောက်ဖူးမြော်တဲ့အခါမှာတကူရဲ့နောက်ကျောကိုမုံငင်းစီနဲ့နှိမ့်နေပြီးနေတဲ့ဆရာတော်ကိုမြင်တွေ့ရတာမို့ဆရာတော်ဗျာတကူဆိုတာကျေးဇူးတိတ္တတာမှမဟုတ်တာဗျာကျေးဇူးရှင်ဆိုပြီးကျေးဇူးတာပဲရှိတယ်ဗျာအရှင်ဗျာဆိုဆုံးမရဲ့နောက်မခိုးတော့ပါဘူးအဲ့လိုပဲပြောမှာပြီးရင်ဆက်ပဲခိုးနေဦးမှာပဲမင်းရင်ဖရင်ကတော့ရှောင်းတဲ့ဒီလိုသခိုးမျိုးအရှင်ဘုရားအယောတဝင်မဆက်ဆံတင်ပါဘူးဘုရားလို့လျှောက်ထားလိုက်တယ်အဲ့ဒီအခါဆရာတော်ကြီးကတကားတော့သူတော်ကောင်းဆိုတာသူတစ်ပါးတော်လာအောင်ကိုကကောင်းပေးရတာသူတော်မှကိုကောင်းနိုင်မယ်ဆိုတာမျိုးမဖြစ်စေရဘူးနော်နားကရင်ပါရိုက်မယ်ဆိုတာမျိုးကလူမိုက်အလုံးကွမှားယွင်းတဲ့သူပေါ်မေတ္တာထားတာကိုပဲဘုရားရှင်ချီးမွမ်းတော်မူတယ်တကားရဲ့ဒါကြောင့်လေကျောင်းတကာမောင်ဟန်ဘပေါ်စိတ်မဆိုးပါနဲ့မောင်ဟန်ဘကလည်းကျောင်းတကာပေါ်အညှို့မထားနဲ့ကိုဆုံးမဩဝါဒပြီးတော်မူလိုက်ပါတယ်လေဒီလိုနဲ့တော့ရကျောင်းဆရာတော်ဟာတခုဥဟန်ဘကိုဒဏ်ရာတွေပြောက်ကင်းပြီးနေကောင်းတဲ့အထိကျောင်းမှာ3 ရက်ထားပြီးတဲ့အခါမှာအိမ်ကိုပြန်ခွင့်ပြုလိုက်ပါတယ်အဲ့ဒီအခါဥဟန်ဘကအရှင်ဖေဟာတပည့်တော်ဟာမပေဘဲနဲ့ဘဝပြောင်းရတဲ့လူလိုဖြစ်နေပါပြီဖေဟာတပည့်တော်အခုလိုဖြစ်ပြပြီးတဲ့နောက်လူဝတ်ကြောင်ဘဝနဲ့မနေလို့တော့ပါဗျာအရှင်ဖေဟာတပည့်တော်ကိုတနာကျင်နာတမှုသူ့လက်စနဲ့ဆက်ပြီးစောင့်ရှောက်ပြီးတော်မူပါဗျာတပည့်တော်အရှင်ဖေဟာထံတော်မှာဦးစင်းဘဝနဲ့ယဟန်ပြုပြသည်လို့လျှောက်တင်လိုက်ပါတယ်ဆရာတော်ကြီးကယဟန်ပြုပေးတဲ့အခါမှန်ပါတဖြစ်လဲဥပဇင်းအရှင်သောဗရဏဟာဖျားရှင်ကျင့်တော်မူတဲ့ဝကြီးဝငယ်ကိုပြည့်စုံအောင်ဖြစ်ခြင်းပြီးဝိပဿနာဘာဝနာကိုကြိုးစားရှုမှတ်တမှုအရဟတပူကိုရပြီးယဟန္တာအရှင်သောဗရဏမထေရလို့ထင်ရှားလာတော်မူပါတယ်